Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုတို့ဘရောက်ပန်းမွန်လေးတွေကိုရေးဆွဲပြီးတော့တာအိုးလေးကိုလက်ဆောင်ပေးတော့မှာဖြစ်ပါတယ်ကဲရတော့ဆက်လိုက်အောင်ဘရောက်ပန်းမွန်လေးတွေကိုရေးဆွဲတဲ့အခါမှာဒါကတော့မနစ်ကအကိုတို့လက်ဆောင်ပေးခဲ့တဲ့ဘရောက်ပန်းပေါ့နော်ဘရောက်ပန်းလေးပါတယ်အတာအိုးလေးတစ်ခုဖြစ်ပါတယ်ဒီအတာအိုးလေးကိုဒီအသုံးပြုဖို့အတွက်လိုအပ်တယ်ဆိုလို့ရှိရင်တော့ကိုတို့ Potato Telegram ကို join ပြီးတော့အခမဲ့ download ဆွဲယူလို့ရပါတယ်ဒီနေ့ကတော့ကိုတို့ကမနစ်ကဆွဲထားတဲ့ broadband ဝင်လေးရဲ့ broadband ကလေးကိုဒီနေ့ပြန်ပြီးတော့အကြမ်းမြင်ဆွဲပြသွားမှာဖြစ်ပါတယ်ကိုကိုယ်တိုင် broadband ဝင်လေးဆွဲပြီးတော့အသုံးပြုနေတယ်ဆိုလို့ရှိရင်လည်းလွယ်ကူအောင်လို့ပေါ့နော်ရေးဆွဲပြသွားမှာဖြစ်ပါတယ်ပထမဆုံးတော့ကိုတို့ကအရင်ဆုံး line လေး broadband ခတ်စာပေါ့နော်အရင်ဆုံး line လေးရင်ဆွဲလိုက်မယ်ပြီးတော့ရင်တော့ကိုတို့ဒီမှာရှိတဲ့ variable 2လေးကိုအသုံးပြုပြီးတော့အဲ့ broadband ရဲ့အယူရန်လေးကိုဖန်တီးလိုက်မယ်ပေါ့နော် Okay ဒါဆိုလို့ရှိရင်တော့ကိုတို့ကယူရန်လေးတွေကိုရသွားဖြစ်ပါတယ်ပြီးတော့ရင်တော့ကိုတို့ object ထဲကနေပြီးတော့ outline to shape ဆိုတာလေးကိုအသုံးပြုလိုက်မယ်ပေါ့နော် RGB line ထဲမှာရှိတဲ့အစိမ်းရောင်လေးကိုတို့အရင်ဆုံးဆွဲလိုက်မှာဖြစ်ပါတယ်ပြီးတော့ပြီဆိုရှင်တော့ကိုပန်တို့ကိုသုံးပြီးတော့ကိုပွင့်ပတ်လေးတစ်ခုကိုစိတ်ထဲမှာရှိတဲ့ပွင့်ပတ်လေးတစ်ခုတော့အရင်ဆုံးရေးဆွဲကြည့်တဲ့ပေါ့နော်ပွင့်ပတ်ဆွဲတဲ့အခါမှာကိုတို့ကဒီပွင့်ပတ်လေးတွေကအတွင်းထဲကိုတို့ကဖြာထွက်လာတဲ့အကိုင်းခတ်ပုံစံမျိုးလေးဆွဲမယ်ပေါ့နော်တွန့်ချိန်တဲ့ပုံစံမျိုးလေးနည်းနည်းပုံပေါအောင်ရေးဆွဲလိုက်ပါမယ်အမှန်တော့ကိုတို့ကbrown ပွင့်လေးတွေကကိုတို့ brown ပွင့်အခါ brown ပွင့်ပတ်လေးတွေပေါ့နော် brown ပွင့်လေးအမှန်တန်သေးပါတယ်အဲ့ဒါလေးကိုကိုတို့ရင်တော့တစ်ခုဖန်တီးလိုက်မယ်ဖန်တီးပြီးသွားပြီဆိုရင်တော့သူ့ကိုတို့ကဂါးရန်တူလေးကိုအသုံးပြုပြီးတော့ကိုတို့ကအယောင်လေးဖြည့်လိုက်မယ်ပေါ့နော်ဒီအယောင်ဖြည့်တဲ့အခါမှာကိုတို့ကတက်နိုင်တယ်များကိုတို့အဝါရောင်ကိုနည်းနည်းလေးရွှေအောင်မကုတ်တန်းတဲ့အဝါလေးသုံးပေးမယ်ပေါ့နော်ပြီးသွားရင်တော့ကိုတို့က stock ကိုနမ်းပေးလိုက်ပါမယ်ဒီလိုမျိုးရောင်လေးပေါ့နော်ဒီလိုမျိုးလေးသူဆက်ဆိုးတဲ့ရောင်လေးရှိရင်လည်းသုံးလို့ရပါတယ်လို့ Okay အဲ့တော့ပြီးတော့တော့သူ့ကိုတော့ပွားလိုက်မယ် copy ပေါ့ overlay ပဲလဲလိုက်မယ်လဲလို့ရလာတဲ့ပုံပတ်လေးကိုကြတော့ကိုတို့က Guardian style လေးနည်းနည်းပြောင်းပေးမယ်ပေါ့နော် style လေးကိုဒီဘက်လောက်ကနေပြီးတော့အနူးရင်ပြန်ပြောင်းလိုက်တဲ့ပုံပါပဲအဲ့မျိုးကိုတော့3ခုလောက်အပြန်အလှန်လဲလိုက်ပါမယ်မတူညီတဲ့ပုံစံလေးတစ်ခုရတော့အောင်ပေါ့ဒါတော့ဒီဘက်ကနေမြင်ရတဲ့ပုံစံတစ်ခုဖြစ်သွားနိုင်ပါတယ်သူ့ကိုဆွဲတဲ့ခါကျတော့နည်းနည်းလေးပြင်ပေးလိုက်ပါမယ်ဒါတော့ကိုတို့လိုချင်တဲ့ brown ပွင့်လေးအတွက်ကိုတို့ရင်ဆုံးပွင့်ပတ်လေးတစ်ခုရင်ဆွဲလိုက်တာပေါ့နော်ပြီးသွားပြီဆိုရင်တော့ကိုတို့ကအခိုင်လေးအညာလေးတွေကိုကိုတို့ကစိမ်းပုံစံလေးနဲ့ကုတ်ထားတဲ့ရိုးရန်လေးကိုအရင်ဆုံးဆွဲမှာဖြစ်ပါတယ်ရိုးရန်လေးဆွဲတဲ့အခါမှာကိုတို့ကဒီဘက်အနေနဲ့ဒီဘက် area လေးကိုအခုံးလေးနဲ့ဆက်နိုင်အောင်ကြိုးစားပြီးတော့ဆွဲပါဒီလိုမျိုးလေးပေါ့နော်အခုံးလေးပေါ့ပြီးသွားရင်တော့ကိုတို့နောက်တစ်ခုကိုရိုးရန်ကနေပင်စီကနေထွက်လာတဲ့ညာလေးပေါ့နော်ညာလေးကိုရှိလေးဆွဲပါမယ်အညာတော့ကိုတို့ရှည်ရကောင်းတယ်ပေါ့နော်ဒါပေမဲ့ကိုတို့အရင်ကြီးထူလို့မရပါဘူးနည်းနည်းလေးပါလိုက်ပါဒီခါလေးဒါဆွဲသွားလဲရပါတယ်နော်ဒါကိုတို့ဆက်ပြီးတော့ဆွဲသွားလဲရတယ်တို့မဟုတ်ကိုတို့ဆွဲပြီးတော့မှာပဲပြန်ပြီး menu ရဆက်လိုက်လေရပါတယ်ပြီးတော့ကိုတို့စိတ်အောင်လေးအပေါ်ကနေပြီးတော့ကိုတို့ဆွဲလိုက်ပါမယ်နော်ပြီးတော့ကိုတို့ဒီမှာရှိတဲ့အစိမ်းပုတ်လေးနဲ့ပြန်ဆက်လိုက်ပဲပေါ့နော်ဒါဆိုတော့ကိုတို့က brown ပွင့်ပတ်လေးနဲ့ brown pool brown ပွင့်လေးရတော့ပါပြီပေါ့နော်ကိုစိတ်ကြိုက်ဒီမှာကိုပြထားလို့မျိုးပဲအညာတွေကိုတောက်လျှောက်ဆက်သွားမှာဖြစ်ပါတယ်စင်ပြီးလို့ပေါ့နော်နောက်ထပ်ပွင့်ပတ်တွေကိုလည်းဟိုဘက်ဒီဘက်လှည့်ပြီးသုံးနိုင်အောင်ကိုတို့တစ်ခါနဲ့ group ဖွဲ့ထားလိုက်မယ်
လိုရင်လိုဒီလိုမျိုးလှည့်သွားလို့ရအောင်ပေါ့နော်ရိုးတံကိုတော့အခုကနည်းနည်းလေးတုပ်လိုက်ပါဦးတုံးပြရတဲ့နေမြေတွေကအများနိုင်တဲ့အတွက်ကြောင့်မလို့ရိုးတံကိုလည်းခါလေးထူထူလေးလှုပ်ထားလိုက်ပေါ့နော်အဓိကကအရွက်ပါမယ်အယိုးပါမယ်ပေါ့နော်သူရဲ့ဖွဲ့စည်းပုံကအခုလိုတစ်ခုရှားလေးတွေသွားတာပေါ့နော်အပေါ်ရောက်လေးအနေငယ်သေးလေးလေးဆွတ်သွားပါကိုရဒါပြီးသွားပြီတော့ကိုရအဖူးပြီးသွားအပွင့်ပြီးသွားရင်ဆိုတော့အဖူးပေါ့နော်အဖူးကြရင်ဒီကောင်လေးကိုကနည်းနည်းလေး area သေးလိုက်ပါမယ်လိုလေးပေါ့နော် area လေးနည်းနည်းပြင်ပါမယ်ပြီးသွားရင်အကွေးညွတ်လေးလည်းနည်းနည်းလေးပွင့်လန်းကစဆွဲပုံစံမျိုးလေးဖြစ်အောင်ပေါ့နော်အဲ့တော့ပွင့်ဖူးအသက်လေးပေါ့နော်သူကတော့နည်းနည်းလေးခက်သေးသေးလေးပဲဆွဲသွားလိုက်ပါမယ်အမတန်လွယ်ရပါတယ်အနုစိတ်ရတော့ကိုပို့ပြီးတော့အနုစိတ်ကြိုက်တော့အနုစိတ်ပါကိုစိတ်ကြိုက်ပါနော်โอเคစားရဖြစ်ပေါ့နော်ဖုံးကုန်းဝင်ဖူးလေးတွေကနေပြီးတော့ဖုံးကုန်းလေးတွေထိဆက်ဆွဲသွားပါဒါတော့ကိုဂျမ်းမြင့်ဆွဲပြနေဖြစ်ပါတယ်ပြီးတော့ကိုတော့အယိုးတံပေါ့နော်အယိုးတံလည်းအခုနအခုပြခဲ့တယ်လို့မျိုးပဲပန်တူပဲကိုတော့သုံးပါတယ်ပေါ့နော်ဘရောင်းရွက်ကတော့ကိုတော့နည်းနည်းခဝိုင်းဝိုင်းလေးဘရောင်းကတော့ခဝိုင်းဝိုင်းလေးဖြစ်ပါတယ်โอเคလွယ်မလေးပေါ့နော်တို့နှစ်ချမ်းချမ်းနိုင်ဖို့အရေးကြီးပါတယ်ရိုးတန်းလေးတွေလည်းပန်တူးနဲ့ပဲဆွဲထားလို့ရပါတယ်ဒါကရိုးတန်းပေါ့နော်ရိုးတန်းကတော့ဘေးပဲတူကိုသုံးပါတယ်ပြီးတော့ကိုကတော့ control ကျူပေါ့နော်ဒါကိုနေ order ကျူနေပါတယ်ဆေးရောင်ကတော့ကိုကအနုခဏနုလေးကိုတို့ဒီကောင်လေးသုံးလို့ရပါတယ်ရိုးတန်းကြရင်တော့ခပ်ပုတ်ပုတ်လေးသုံးပါရွက်ကြတော့နည်းနည်းလေးဖြော့ပါနော်နည်းနည်းလေးဖြော့ပါမယ်โอเคပါဝိုင်းသေးတာပေါ့နော်โอเคပေါ့နော်ဒါကတော့ကိုတို့ကစိတ်ကြိုက်လုံနိုင်ပါတယ်ပြီးတော့ရင်တော့ကိုတို့အရွက်တရတဲ့ဘောတဘာဝါရနည်းနည်းလေးအောက်ပိုင်းလေးကိုနည်းနည်းလေးရှင်းပေးလိုက်ပါတချမ်းလေးရှင်းပေးလိုက်လည်းရပါတယ်ကိုစင်ပေးလို့ရှင်းပါအကောင်လေးနည်းနည်းလေးရှင်းလိုက်ရပါပြီလိုမျိုးလေးပေါ့နော်ဒါကတော့အယူတန်းနဲ့အရွက်နဲ့โอเคပါဒါမျိုးလေးတွေကိုတော့ညက်ပြီးတော့သုံးသွားရမှာပဲဟိုဘက်ဒီဘက်လဲပြီးတော့ဂျာညက်ပေါ့နော်အဲ့တော့ရိုးတံနေပွင့်ပတ်တွေနဲ့ပွင့်ခတ်တွေလည်းဆက်ပြီးတော့ဆွဲထားလို့ရပါတယ်အဲ့တော့ပထမဆုံးအခုတို့ပွင့်ပတ်ပွင့်ဖူးပြီးတော့ရင်အငုံပေါ့နော်အငုံလေးလည်းဆွဲလို့ရပါသေးတယ်အငုံဆွဲမယ်ဆိုရင်ကြတော့ဒီနေရာလေးမှာအခုတို့အစိမ်းလေးဖြစ်သွားမှာဖြစ်ပါတယ်ဒီလိုလေးပေါ့နော်ကိုကအစိမ်းလေးပေါ့အဲ့အစိမ်းလေးကိုအခုတို့ဒီမှာ
တရားဖြေလိုက်ရပါပြီအကြားထဲမှာကျတော့ကိုတို့ကလေးပါနော်လေးဆွဲလို့ရပါတယ်ညမှာကိုတို့အစိမ်းညမှာကျတော့ဝါလူမျိုးလေးပါနော်တော့စတကူမထဲပဲဆွဲပြီးပေါ့နော်အဲဆိုစင်ရင်လေးဆွဲသွားမယ်ဆိုရင်အဖူအငုံအဲ့လိုလေးပေါ့နော်အငုံကနေပြီးတော့ဖြည်းဖြည်းချင်းအပေါ်ရောက်လေအဖူလေးဖြစ်သွားလေးပေါ့နော်အဖူချက်သေးပေါ့နော်အဖူချက်တော့အဖူချက်သေးမယ်စိတ်မယ်လေးဆွဲသွားပါနော်ဒါတော့ကိုမနစ်ကတကြံအမိမှာကိုဆွဲပြီးတော့မေတ္တာလောက်ဆောင်ပေးခဲ့တဲ့ဘလောက်ဖူးလေးတွေကိုဘလောက်ပွင့်လေးတွေဘလောက်ခက်လေးတွေကိုအတာအိုးဆိုပြီးတော့ကိုတို့ပေးခဲ့တာဖြစ်ပါတယ်အဲ့အတာအိုးဆိုတဲ့ဒီဂျန်နဲ့အတာအိုးအခါမဲ့လက်ဆောင်ရည်ပါဒီမှာတိုက်ပိုးလေးတောင်အစ်စ်ပါတယ်နော်အဲ့ဒါလေးကိုတို့ Telegram မှာလင်းချပေးထားမှာဖြစ်ပါတယ်အဲ့တော့ Telegram မှာအခုတို့တွားရောက်ပြီးတော့ download ဆွဲယူနိုင်ပါတယ်ကြည့်ရှုပေးကြတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အကျိုးသုံးတရားရှိရဆိုရင်တော့ like and follow လေးပြုလုပ်ခဲ့ပေးဖို့မျှနှာအခမ်းကြပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်